လူ၄ယောက်ကိုအတီးတီးထောင်ကန်းခွဲပိတ်ထားတယ်ဘသူအရင်အပြင်ထွက်ရှင်တက်လာနိုင်မလဲအနိုင်ရတဲ့သူကိုယူပြီးတသိန်းစုကြေးပေးမယ်တဲ့ပထမကောင်လေးကလက်နက်တစ်မျိုးရတယ်လေဖောက်ဆက်ပါသူကအတန်းပွဲမှာအပေါက်ဆက်ဖောက်တယ်ဒါပေမဲ့ဒီတန်းပွဲမှာဘယ်နှစ်လွာရှိမှန်းသူမသိဘူးကြာကြာဖောက်နေတော့လေအလင်းရောင်မတွေ့သေးဘူးဆက်ကတိတ်သုံးမဝင်ဘူးဒုတိယကောင်လေးကလက်နက်အတိရတယ်ခင်းစိတ်ပါသူကဒါကိုကျိုးပေါ်မှာပုတ်တိုက်ကြည့်တယ်ဒါပေမဲ့အကျိုးမရှိဘူးတိတ်ကောင်းတဲ့ကိရိယာမဟုတ်ဘူးတတိယကောင်လေးစီမှာလက်နက်အသစ်ဇွန်းတစ်ချောင်းရှိတယ်သူကချောကလက်နံရံကိုဇွန်းနဲ့ချစ်ဖို့စလိုက်တယ်နံရံကနေတကယ်ကိုအပိုင်းစတွေကျလာတယ်အခုသူပြင်ထွက်ဖို့ဒီဇွန်းတစ်ခုတည်းပဲအားကိုးရမယ်စတုတ်ထက်ကောင်လေးကလက်နက်အသစ်လက်တွန်းလက်တန်ရတယ်သူကမှန်ပေါ်ကိုအားရပါရရိုက်လိုက်တယ်ပြီးတော့အပေါက်သေးသေးလေးဖြစ်သွားတယ်သူကတော့ဒီအပေါက်ကိုကြီးအောင်လုပ်ပြီးလက်နဲ့ချိုးဖဲ့မယ်လို့စဉ်းစားလိုက်တယ်နင်းလန်းကောင်းတစ်ခုပဲဒီလိုနဲ့ပထမကောင်လေးစီ၃ခုမြောက်လက်နက်လက်ရည်ရတစ်လက်ရောက်လာတယ်အခုကောင်လေးကလက်တွန်းလက်တန်နဲ့လက်ရည်ရနှစ်မျိုးလုံးသုံးပြီးလုံနေပြီးတဖြည်းဖြည်းနဲ့သူ့မှာအပြင်ထွက်ဖို့အခွင့်အလမ်းတိုးလာနေပြီဒီကြားထဲမှာပဲဒုတိယကောင်လေးကသူ့ဝက်ထားတဲ့ဓားပြားလေးနဲ့အပေါက်သေးသေးလေးဖောက်လိုက်နိုင်ပြီးသူကမြ мян ဆန်ဆန်ခေါင်းကိုအပြင်ထုတ်လိုက်တယ်သူဟာဥဆုံးအပြင်ရောက်သွားတဲ့သူပဲပြီးတော့သူရောက်နေတဲ့နေရာမှာဇက်ကောင်ဂျိုကာကရက်နေတယ်ဇက်ကောင်ဂျိုကအံ့အားသင့်သွားတယ်သူကမင်းနိုင်ပြီးဒါကြောင့်သွားလို့ရပြီလို့ပြောတယ်ကောင်လေးကပြေးထွက်သွားတယ်ကျန်တဲ့၃ယောက်ရဲ့ပြိုင်ပွဲကဆက်ဖြစ်နေတယ်ဒီတစ်ချိန်မှာကောင်လေးစီမှာဆံပင်6ခန့်ဆက်ရှိတယ်သူကချောကလက်နံရံကိုနှွေးလိုက်တယ်နံရံကအရီပြောစပြုလာတယ်ပြီးတော့ဇုံးနဲ့ဆက်ချစ်တယ်သူ့ရဲ့အရှိန်ကပုံမြန်လာတဲ့စတုတ်ထက်ကောင်လေးစီမှာတူရတယ်သူကအားရပါရမှန်ကိုရိုက်လိုက်တယ်ဒါပေမဲ့မန်မကျိုးအခုပထမကောင်လေးစီမှာပုစိန်ရှိတယ်သူကပြင်းပြင်းထန်ထန်ရိုက်လိုက်တယ်အတွင်းလွှာကျိုးသွားတယ်ပြီးတော့ခြေချင်းဝင်းနဲ့ထိုးလိုက်တော့အပြင်လွှာပါကျိုးသွားပြီးသူပြေးထွက်သွားတယ်ဒါပေမဲ့ဂျိုကာကသူ့ကိုဖမ်းပြီးချီနှောင်လိုက်တယ်ပြီးတော့နောက်ထပ်ကောင်လေးတစ်ယောက်ကချောကလက်နံရံမှာအပေါက်ကြီးဖောက်ပြီးအပြင်ထွက်သွားတယ်ဒါပေမဲ့သူ့ကိုလည်းဇက်ကောင်ကဖမ်းပြီးချီနှောင်လိုက်ပြန်တယ်အခုကောင်လေးတစ်ယောက်ပဲကြံတော့တယ်သူ့စီမှာလက်နက်အသစ်ဖြတ်တယ်ရှိတယ်သူကမျက်မှန်တက်ပြီးမှန်ကိုလုံးဝိုင်းပုံစံဖြတ်ဖို့စလိုက်တယ်ပြီးတော့သူနဲ့နှစ်ချက်တိတိအားရပါရရိုက်လိုက်တယ်မှန်ကျိုးသွားတယ်သူပြင်ထွက်သွားတယ်ဒါပေမဲ့သူပြောနေတော့ဇက်ကောင်ကသူ့ကိုပါဖမ်းပြီးချီနှောင်လိုက်ပြန်တယ်အခု၃ယောက်လုံးတစ်ပြိုင်နက်ချီနှောင်ခံထားရပြီးဒီလိုနဲ့သူတို့အားလုံးဟာအပြင်ထွက်ရှင်တန်နိုင်ခဲ့ပေမဲ့လွတ်မြောက်ခွင့်ကိုတော့မရခဲ့ကြဘူးပေါ့